2026ခုနှစ်ဖေဖော်ဝါရီလတနင်္လာသားသမီးတွေငွေရေးကြေးရေးအခက်ခဲဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုစုံအောင်ကြည့်နော်ငွေရေးကြေးရေးအခက်ခဲဖြစ်နေတယ်လက်လာဘားတွေပိတ်နေတယ်ချစ်ရေးအိမ်တော်ရေးနော်စမ်းတွေလက်တွေအကုန်လုံးပိတ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်ဖြည့်ရှင်းပြီးပြပြနော်ဘာလို့လဲဆိုတော့ဘာပဲလို့လဲဆိုလို့ရှိရင်တနင်္လာသားသမီးတွေငွေကြေးအခက်ခဲအဆင်မပြေတဲ့ကာလနဲ့ကြုံနေတယ်ဆိုလို့ရှိရင်မြေစာ9ညွန့်တပြေ9ညွန့်လို့လေနော်မြေစာပင်ဆိုတာနည်းနည်းမေးကြည့်မြေစာပင်သိကြပါရဲ့နော်မြက်ခင်းမြေမှာပေါက်တဲ့မြေစာမြက်ရဲ့9ညွန့်ရဲ့တပြေ9ညွန့်ရဲ့အောင်တပြေ9ညွန့်လို့ပြောပြီးယူပါအောင်တပြေ9ညွန့်ရဲ့မြေစာက9ညွန့်ရဲ့အဲ့ဒါကိုဖျားမှာအောင်တက်ရယူပြီးကတ်လူပါမယ်နဝင်းချိန်ပြီးအောင်လို့မနေ့9နာရီပေါ့နော်9နာရီရတယ်9နာရီ45ရတယ်အဲ့ဒီလိုနော်9နာရီ9အချိန်ပါနော်နဝင်းချိန်မှာတိတိကျကျယူပြီးွားလို့ရှိရင်အဲ့ဒီပိတ်ဆို့နေတဲ့အရာတွေပွင့်သွားအောင်နော်ရေကြီးရေသန့်တွေကိုလည်းကတ်လူပါမယ်ရေသန့်တွေကိုလည်းကတ်လူပါညောင်ရီဦးကြီးလည်းထည့်ရမယ်နော်မြေသားနဲ့တပေနဲ့စိုက်ထားတဲ့အိုးလေးကိုကျွန်တော်တို့ဟိုဟာဆိုရင်ပိုကောင်းတယ်အောင်အိုးရရင်ပိုကောင်းတယ်အောင်အိုးနော်အောင်အိုးဆိုတာကအောင်အိုးမြေအိုးလေးပေါ့ဗျာအောင်အိုးဆိုတာမြေအိုးလေးနော်ဆရာကြီးမသိင်္ဂရရရောက်တည့်ရလူဆိုအောင်အိုးဆိုတာတည့်မြေအိုးလေးနော်အကြီးလေးနှစ်ရက်ပါတယ်မြေအိုးလေးအဲ့မြေအိုးလေးနဲ့အောင်အိုးလေးနဲ့မြေသားတပြေကိုထည့်ရေကြီးရေသန့်လေးကိုအဲ့ဒီညောင်ရီအိုးထဲမှာရေအိမ်လေးနဲ့ထည့်ပေါ့နော်အောင်အိုးထဲမှာထည့်ပြီးသွားလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒီမှာမနက်ပိုင်း9နာရီတိမှာကတ်လူပါနော်ကတ်လူပူဇော်ပြီးသွားလို့ရှိရင်တရဏဂုံစောက်တီလာယူနော်ဂုံတော်ပွားနော်ဂုံတော်ပွားပြီးသွားလို့ရှိရင်ရနိုင်မယ်ဆိုလို့ရှိရင်တန်ဖုတ်တွေတန်ဖုတ်တစ်ထောင်တိတန်ဝင်နော်တန်ဖုတ်တစ်ထောင်တိတန်ဝင်တနင်္လာသားသမီးတွေပိတ်ဆုပ်နေပါတယ်ဆိုတဲ့ဟာအကုန်လုံးပြန်သွားတယ်အခုကောင်းသွားလိမ့်မယ်ဒီနေ့တော့နှက်ဖြင်ရမှာလားလို့တော့မမေးနဲ့တယောက်နဲ့တယောက်ကမတူဘူးကန်ချင်းမတူဘူးတချို့ကျတော့ဒိဋ္ဌံဝင်မယ်လို့ကြံစီရတဲ့ကိုချက်ချင်းကောင်းချို့ကျတော့အဓိပ္ပာယ်ဝင်တော့မယ်ဟေးလို့လောက်တာနဲ့အနောက်ရှက်တွေပေါ်လာပြီတောက်လျှော့ပေါ်လာအဲ့ဒါတွေကိုသေချာဖြတ်တန်းပြီးတော့မှကောင်းကျိုးတွေရပါနော်တယောက်အကျိုးပေးမတူပါဘူးဒါပေမဲ့တနင်္လာသားသမီးတွေဒီကာလမှာငွေကြီးအခက်ခဲကြုံနေတယ်ဆိုလို့ရှိရင်မြေစာနဲ့တပြေနဲ့နော်စောင်ပုတ်လေးတော့ရှိတယ်မြေစာတပြေလာဘဝေအောင်အိုးလေးထဲမှာထည့်ပြီးလူပါအောင်အိုးမရလဲရိုးတန်းညောင်ရိုးလည်းရပါတယ်အောင်အိုးဆိုတော့ပိုကောင်းမှာပေါ့နော်ပြီးလို့ရှိရင်တေးသေးချာချာတရဏဂုံတီလာနော်နှစ်တာပွားစူးစိုက်ပြီးပွားတေးသေးချာချာရေုံကြီးနဲ့လို့နော်တန်ဖိုးတွေ1000ရမယ်ဆိုတန်ဖိုးတွေ1000ဝင်မှာမရဘူးဆိုတနေ့ကို108လုံးပတိနဲ့108ခေါက်သစ္စာလေးပါးသိအောင်ကြိုးစားကြပါ